ပြဿနာပဲပေါ့ရင်တော့ပတ်စောပါထားသွားနေတယ်ဟောငါတင်ငါဟိုဘရိုဖုန်းဆက်ကြည့်ရအောင် Hello bro ကျွန်တော်အိတ်ဆိုင်ကြီးစားပေးလုံးနေရဗျာအရင်ကပတ်စောဘာထားသွားလဲမသိလို့ကျွန်တော်ကူညီပါအောင်ဗျာဟုတ်ကဲ့ bro HPP ရှိတာHPP တော့မရှိဘူးဗျာကျွန်တော်ဆက်တော့ဖြတ်ယူလို့ရတယ် bro နဲ့နီးနီးလေးပဲကျွန်တော်လုံးအောင်ဗျာကူညီပါအောင်ဗျာအဲ့ဒါလေးဟောအဲ့ဒါဆိုကျွန်တော်ရုံးမှာဆောက်နေပြီမယ်လေအော်ဟုတ်ကဲ့ဗျာဒီမှာကျွန်တော်လည်း site ပြီးရမှာမလို့ညအားကြောင့်ကျွန်တော်ကူညီပါအောင်တော့ bro နော်ဟုတ်ကဲ့ bro ကျွန်တော်ဖုန်းဆက်လိုက်ကျွန်တော်ဟုတ်ကဲ့ဗျာ bro အဲ့ဒါကျွန်တော်ဖုန်းဆက်လိုက်မယ်နော်ရှိပြန်လေးတော့လေး bro လုံးအောင်ဗျာကျွန်တော်အဲ့ဒါကူညီပါအောင်ဗျာကျွန်တော်ပြမယ်မှာကြည့်ရဟုတ်လားဒီမှာ hibernation က hibernation ကျွန်တော် HPP ထဲမှာကျွန်တော် software down ထားလိုက်ကြပြီကြာဒီလိုမျိုးဒီဟိုက USB to Ethernet ဒီ Type C to Ethernet ဒါလဲလို့ရတယ်ခင်ဗျာအဲ့ဒါရှိရဆိုရင်ကျွန်တော် password ကိုအလွယ်တကူချလို့ရတယ်အရင်ဆုံးဗျာဒီမှာဒီ Hypertona Pro ဆိုတဲ့ software ခင်ဗျာသွား down ထားလိုက်သွား down ထားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဟုတ်လားထိုးပြီးသွားတော့ခင်ဗျာခဏစောင့်နေလိုက်ဒီမှာကျွန်တော်ဒီ HPP ရဲ့ခဏဖွင့်ပြီးခဏစောင့်နေ new online support case ဆိုတာရှိတယ် online support case တွေကိုတွားလိုက်တွားပြီးသွားဆိုမှ new case ဆိုတာရှိရဝင်လိုက်အဲ့မှာခင်ဗျာ password reset ချချင်တာ unbind လုပ်ချင်တာအကုန်လုံးလို့ရ password reset ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ LAN device ဗျာ local LAN device ကိုတွားလိုက်ပြီးရင်ကျွန်တော်တို့ရဲ့ဒီထိုင်ဆက်ကိုရွှေ့ပေးလိုက်ဒီမှာခဏစောင့်လိုက်ပြီးပြီဆိုရင်သူကဘာပြောထားလဲဆိုတော့ device label ထည့်ပေးရမှာအဲ့တော့ device label ကိုဒီမှာလိုလေးရိုက်ထည့်ပြီးတော့ camera လေးဖွင့်ပြီးတော့ကျွန်တော်ဒီမှာလိုလေးရိုက်ထည့်ပြီးလိုက်ဒါပေမဲ့ခင်ဗျာကြည်လေးလေးဒီ QR လေး serial လေးမြင်မရမှာနော်ခင်ဗျာတေချာရိုက်ပြီးလိုက်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ agree နှိပ်ပေးလိုက်ဗျာ image upload လုပ်ခဏစောင့်ပေးလိုက် confirm submit နှိပ်လိုက်ဗျာ view လေးပြန်ဝင်လိုက်အဲ့မှာ to be confirm ဆိုပေါ်လာရင် तू ကကုတ်ချပေးပြီးသွားဒီမှာဆိုရင်ဒီမှာကုတ်ဆိုတာမြင်ရမှာအဲ့မှာထောက်မှာ copy ဆိုတာလေးရှိရအဲ့ဒီ copy ဆိုတာလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင်ဒီမှာဒီ password ချိန်လို့ရဟာ password ချိန်လို့ရပါရဲ့အဲ့မှာအရန်လွယ်ကျွန်တော်တို့ password criteria ရဲ့ညီအောင်လို့ပေးရမယ် admin နဲ့ HIK တော့သွားပေးလို့မရအောင်ခင်ဗျာဒီမှာ error တက်လိမ့်မယ်အဲ့တော့ကျွန်တော်ဒီမှာ password ပေးခဲ့ရမယ်ဗျာသူက okay နေလိုက်ဒါဆိုပြီးသွားတယ်အဲ့ဆိုနောက်ပိုင်းကျွန်တော်တို့ installer တွေတော့အရန်လွယ်သွားပြီပေါ့ဒါအရန်လွယ်တယ် HPP ကိုစမ်းသုံးကြည့်လိုက်အချိန်မျိုးပေါ့အဲ့ဒါဆိုအဲ့24နာရီဒီကောင်ကြိုက်တဲ့အချိန်ခင်ဗျာ reset ချလို့ရဟာ bro နဲ့တွေ့မှာပဲအဆင်ပြေတော့ရဗျာနောက်မှဆိုကျွန်တော်တို့က hibernation ရုံးဖွင့်နေပြီးစောင့်နေရတာဒါတွေလုပ်ဖို့အတွက်ကိုရတယ်အဲ့ဒီအတွက်ကြောင့် hibernation ကကျွန်တော်လွယ်ကူအောင်လို့ဒီ online support case ဆိုတာလေးကိုဖန်တီးပေးထားဟာ bro နဲ့တွေ့မှာပဲတည်တော့ဗျာဒါဆိုနောက်ဒါပဲသုံးကြည့်မှရအောင် bro ကအဲ့ဆိုကျွန်တော်တခြား HIK ကင်မရာတွေရောဒါနဲ့သုံးလို့ရလားဒီ software နဲ့ရကျွန်တော်ပြပြဒီ HIK ရထွက်တဲ့ဒီကင်မရာတွေအထိုင်ဆက်တွေကျွန်တော်နောက်တစ်ခုကကြတော့ဒီ fingerprint လိုမျိုးဟာတွေအကုန်လုံးဒီ HPP မှာ password reset ချတာတော့အပ်တာတော့အကုန်လုံးလုပ်လို့ရတယ်ကျေးဇူးပဲ bro ကအဲ့ကျွန်တော် site ထဲမြန်ပြန်ပြေးလိုက်အောင်